မင်္ဂလာပါခင်မီ online သင်ကြားမှုတွေအတွက် lecture document function ကိုမိတ်ဆက်ပေးပါရစေဒီစနစ်မှာသင်ခန်းစာတွေကိုဘာသာရပ်လိုက်အတန်းအလိုက်စနစ်တကျသိသိထားနိုင်တဲ့အပြင်ကျောင်းစီမံခန့်ခွဲသူတွေအနေနဲ့လည်းလိုအပ်သလို permission တွေပေးပြီးထိန်းချုပ်နိုင်ပါတယ် lecture document မှာတင်ထားတဲ့သင်ခန်းစာတွေကိုသက်ဆိုင်ရာဆရာမများသာမြင်တွေ့နိုင်အောင်ကန့်သတ်ထားလို့လုံခြုံမှုရှိစေပါတယ်ဒါအပြင်စာရွက်စာတမ်းပျောက်ဆုံးတာဒါမှမဟုတ်မှားယွင်းတာတွေကိုလည်းယုံနေစေပြီးဆရာမတွေအနေနဲ့စာရွက်စာတမ်းရှာရတဲ့အချိန်များကိုရှော့ချကသင်ကြားမှုအပိုင်းကိုပဲအပြည့်အဝအာရုံစိုက်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ Sourcetide ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေအကြောင်းကိုကြည့်ရှုပြီးလူချင်းမင်းတို့ကျောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းနံပါတ်တို့ဖြစ်စေ Sourcetide ရဲ့ Facebook Messenger Viber တို့ကနေဖြစ်စေဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ